ငါ့မင်္ဂလာပါ မင်္ဂလာပါကို မင်္ဂလာပါအကိုတို့အခုမေးစရာရှိတယ်အကိုတို့ဒီမှာ shine aircon နေပေါ့ aircon brand မျိုးတွေရောင်းချပေးနေတယ်เนาะအဲ့ဒီမှာ inverter type aircon ရယ် non inverter aircon ရယ်ဆိုပြီးနှစ်မျိုးရှိတယ်အဲ့နှစ်ခုမှာဆိုဘယ်ကောင်းပိုကောင်းအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဆိုင်မှာရှိတဲ့ကျွန်တော်ရဲ့ညီလေးတွေကိုinverter type aircon နဲ့ Euro type aircon တွေရဲ့ non inverter aircon တွေရဲ့ကွာခြားပုံကိုကျွန်တော်မေးကြည့်မှာပါเนาะဘာတွေကောင်းလဲဘာတွေဆိုးလဲဆိုတာကိုကျွန်တော်ဆိုင်မှာရှိတဲ့ညီလေးတွေကိုကျွန်တော်မေးမြန်းသွားမှာဖြစ်ပါတယ်ညီမင်္ဂလာပါဟုတ်ကဲ့ကိုမင်္ဂလာပါနော်ဟိုလေအကိုတို့ aircon မှာပေါ့နော် inverter type aircon ရယ် non inverter aircon ရယ်ပေါ့နော်ဘယ် aircon ကပိုပြီးကောင်းလဲပေါ့နော်ဘာကြောင့်ကောင်းလဲဆိုတာလေးပြောပြပေးပါလားကိုကျွန်တော်အင်ဗာတာတိုက်ကတော့ပို့ပြီးတော့ပိုကောင်းတာပေါ့နော်ဘာကြောင့်ကောင်းလဲဆိုတော့အင်ဗာတာတိုက်မှာကျတော့မီးအားစားတက်တာနံပါတ်1ချက်မီးအားစားတက်တာရှိမယ်နံပါတ်2ချက်အတန်ကိုတိတ်ဆိတ်စေမယ်ကိုမင်္ဂလာပါမင်္ဂလာပါညီအခုပေါ့နော်aircon လောကမှာပေါ့နော်ကျွန်တော်တို့ aircon တွေမှာ inverter type aircon ရယ် non inverter aircon ရယ်ဆိုတော့နှစ်မျိုးရှိရပါတော့အဲ့ကောင်တစ်ခုရဲ့ထူးခြားချက်နဲ့ကွာခြားချက်လေးပေါ့နော်ကောင်းချင်းဆိုးချင်းလေးတစ်ချက်လောက်ပြောပြပါအောင်နော်အင်ဗာတာနဲ့ non အင်ဗာတာရဲ့ကွာခြားချက်ကတော့အင်ဗာတာကတော့မီးအားစားတက်တာတယ်ပေါ့နော်မီးအားစားတက်တာတယ်အခန်းထဲမှာအေးနှုံးမြန်တယ်ပေါ့နော်နောက်တစ်ခုကအတန်ငြိမ်တယ်ပေါ့နော် non အင်ဗာတာရဲ့အားသာချက်ကဘာရှိလဲဆိုတော့ကျွန်တော်တို့နိုင်ငံအနေထားအရ non အင်ဗာတာကတော့မီးအားစားတက်တာမီးအားစားတော့မတက်တာဘူးကျွန်တော်တို့သုံးရင်သုံးတော့မီတာကတော့ကျမှာပေါ့နော်နောက်တစ်ခုကကောင်းတဲ့အားသာချက်ကဘာရှိလဲဆိုတော့သူကဈေးကွက်ထဲမှာပစ္စည်းအလွယ်တကူရှာလို့ရတာပေါ့နော်အဲ့လိုမျိုးအားသာချက်အားနည်းချက်လေးတွေရှိပါတယ်ခုလိုဖြည့်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီမင်္ဂလာပါမင်္ဂလာပါအကိုတခုမေးစရာရှိလို့အကိုတို့ဒီမှာပေါ့နော် shine aircon မှာ aircon တွေnon inverter aircon ရတယ် inverter type aircon ရတယ်ပေါ့non inverter type aircon နဲ့ inverter type aircon ကဘာတွေကွာလဲပေါ့နော်ဒီတိတာလေးကိုတစ်ချက်ပြပြပေးပါဦးအင်ဗာတာတိုက်နဲ့non အင်ဗာတာတိုက်နဲ့ဆိုရင်တော့အင်ဗာတာတိုက်ကပိုကောင်းတာပဲအင်ဗာတာတိုက်အားသာချက်တွေကဘာရှိလဲဆိုတော့ဒီအတန်စီရင်မှုတွေတက်တာမယ်ပြီးတော့တက်တာမယ်အတန်စီရင်မှုနဲ့မယ်အေးနှုတ်ကောင်းမယ်ညီမင်္ဂလာပါမင်္ဂလာပါဗျအကိုတို့ဒီမှာပေါ့နော် aircon မှာဆိုရင် non inverter type aircon နဲ့ inverter type aircon ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့နှစ်ခုမှာဘယ် inverter ဘယ် aircon ကကောင်းလဲ အင်ဗာတာတိုက်အေကွန်ကကောင်းတယ် inverter type ကကောင်းတယ်နော်inverter type ကဘာလို့ကောင်းလဲမီးအားစားတက်တာမယ်ပြီးတော့အခန်းထဲမှာအေးနှုံးမြန်မယ်